ဖြစ်ပေမဲ့အရင်တုန်းကတော့တရားအောက်မှာနေတိုင်းအိတ်ခဲ့ရတယ်စားစရာအတွက်ဒါမျိုးပေါ့နော်ဒါမျိုးကျွန်တော်တို့ဒီanimation movie recap ပုံစံမျိုးဗီဒီယိုတွေကကျွန်တော်တို့ YouTube လို့တက်တော်လို့မှာတော်တော်လေးပေါက်တယ်ဝင်ဝင်ဆောင်းရရတယ်ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ဆိုလို့ရှိရင်သူ9ရက်ထက်နဲ့ကျွန်တော်တို့ view သိန်းကျော်တယ်နော်ဒါ YouTube မှာနော် YouTube မှာ view 9ရက်ထက်နဲ့ view သိန်းကျော်ရတယ်နော်ဒီကောင်လေနော်တက်တော်မှာဆိုလည်းပဲကောင်လေတော်တော်ပေါက်တယ်နော်ဂျပန်တက်တော်မှာဆိုကျွန်တော်တို့ဝင်ဝင်ရှားသူတော်တော်ပေါက်တယ်ခုလိုမျိုး animation ကျွန်တော်တို့ဒီ movie recap ပုံစံမျိုးဗီဒီယိုတွေကကျွန်တော်တို့ဒီကိုယ်တိုင်ဖန်တီးလို့ရပါဘောနော်တမန်ဗီဒီယိုတွေကျွန်တော်ယူတင်ရမလို့ပဲနဲ့ကိုယ်တိုင်ဒီကိုယ်ပိုင်ဇလန်းထုတ်ပြီးတော့ကိုယ်ပိုင်ဇလန်းကျွန်တော်တို့ဖန်တီးလို့ရှိရင်ကျွန်တော်တို့ကျွန်တော် copyright လည်းမငြီးဘူးပေါ့နော်ကျွန်တော်ရေရှည်သိချရတယ်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်ဒီတမန်ဗီဒီယိုတွေကိုယူပြီး movie recap လုပ်ပြီးဖြည့်ညက်ကတ်လုပ်ပြီးတော့လုပ်ပြီးတော့တင်နေဗျာတင်တဲ့ခါကျရင်ကျွန်တော်တို့ဒီဗီဒီယိုတစ်ပုတ်တော့ဗျာလူပေါင်းများဆိုတာ movie recap တွေဒီဗီဒီယိုပဲဟိုလိုပဲဒါပဲထပ်လုပ်လိုက်ဒီလိုပဲဒါပဲထပ်လုပ်လိုက်နော်လုပ်တဲ့ခါကျရင်ကျွန်တော် movie recap လုပ်တဲ့ခါကျရင်တမန်ဗီဒီယိုတွေယူလို့တဲ့ခါကျရင်တစ်ချိန်မဟုတ်တစ်ချိန်ကျွန်တော်တို့ channel ကထိမှာပဲနော်ဒါကြောင့်တမန်ဗီဒီယိုတွေ movie recap ယူလုပ်ပြီးတော့ယူလုပ်နည်းတွေကိုနော်တင်တန်းကြီးသိန်းဝင်နေရှိပြီးတော့တင်တန်းတက်နေတဲ့သူတွေကိုအတွက်ကကျွန်တော်စိတ်မကောင်းဘူးနော်စိတ်မကောင်းတော့ကျွန်တော်စိတ်မကောင်းနော်အဲ့လိုလူတွေစိတ်မကောင်းဘာမှနားမလဲတဲ့သူတွေကတော့အဲ့လိုမျိုးနော်ကျွန်တော်ဒီတမန်ဗီဒီယိုတွေယူလုပ်တဲ့ဟာတွေကိုတင်တန်းလည်းတက်တင်တန်းကြီးလည်းကုန်တယ်သိန်းဝင်ကုန်တဲ့အပြင်ကိုနော်သိန်းဝင်ပေးပြီးတင်တန်းတက်တဲ့အပြင်ကိုကို channel လေးရှင်နိုင်ကို channel လေးထိလို့မပြန်နော်မထိဘူးမပြောနဲ့ထိမှာပဲနော်တစ်ချိန်မို့တစ်ချိန်ထိမထိမှာပဲမထိတဲ့အကြောင်းမရှိဘူးဘာလို့သူကကျွန်တော်ဒီဗီဒီယိုတစ်ပုတ်ထဲဗျာလူတွေကဟိုလိုလည်းပဲဒီမူလူကလုပ်တယ်ဒီဘက်လည်းမူလူကလုပ်တယ်ဗီဒီယိုတစ်ပုတ်ထဲဗျာဟိုလိုလည်းလုပ်လို့နော်နောက်ပိုင်း YouTube တက်တော်ကသိတယ်နော်သိတဲ့ခါကျရင်ညှိမယ်ညှိလို့ရှိရင်ကိုယ့် channel က view တွေသိန်း follower subscriber တွေသိန်းချီပြီးတော့နော်ရထားတဲ့ channel ဆိုရင် channel ထိသွားရင်ကိုယ့် channel နားကားမယ်ပေါ့နော်ကိုဆုံးရှုံးမယ်သင်တန်းကြီးတွေဆုံးရှုံးတဲ့ပြင်ကို channel မှာထိခိုက်မယ်ပေါ့နော်ကျွန်တော်ဒီနေ့ပြောချင်တာကခုလိုမျိုး movie recap ပုံစံမျိုးဗီဒီယိုတွေကိုကိုယ်တိုင်နော်ကျွန်တော်တို့ copyright မကြီးဘဲနဲ့ကိုယ်တိုင်ဘယ်လိုဖန်တီးရတယ်ဆိုတာကိုကျွန်တော်သင်တန်းမှာဆိုကျွန်တော်အကုန်သင်ပေးတယ်ပေါ့နော်ဒါဆိုကိုယ့်ရဲ့ channel တွေရေရှည်ပေါ့နော်ကျွန်တော်ရက်တည်လို့ရတယ်ဒါမှကျွန်တော်တို့မထိခိုက်ဘူးနော်ကျွန်တော်အခုလုပ်တဲ့နေလန်းတွေကကျွန်တော်ရဲ့သင်တန်းမှာဆိုလို့ရှိရင်ကျွန်တော်ဒီကိုယ်ပိုင် movie recap ပုံစံဗီဒီယိုတွေကိုဇလန်းလေးကိုကျွန်တော်တို့နေ့စဉ်ခေါင်းစားရမလို့နဲ့ဇလန်းနဲ့ထုံနီးဘယ်လိုထုတ်ရဆိုတော့ဇလန်းထုံနီးတွေရောကျွန်တော်ဒီအသေးသေးနော်ကျွန်တော်တို့ free AI နဲ့ပဲအသုံးပြုသွားမယ်ကျွန်တော်ဒီဘာမှဝယ်စရာမလိုဘူးကုန်ကြစရာမလိုဘူး free ညကျွန်တော်တို့အကုန်လုံး free နဲ့လည်းအသုံးပြုပြီးနေကိုသင်ပေးတာပေါ့နော်ပြီးရင်သင်တန်းမှာဘာပါလဲဆိုတော့ကျွန်တော်တို့ဒီ movie recap တွေပါကျွန်တော်လုပ်တဲ့ခါကျရင်နောက်ခံအတန်နော်စကားပြောတဲ့အတန်တွေကိုကျွန်တော်တို့ website ကိုပိုင် website နော်လုံးကြီးပါအကုန်လုံးသင်ပေးတယ်ပေါ့နော်အကုန်သင်ပေးကုန်ပါတယ်ကိုပိုင် website လုံးကြီးဟာကုန်ပါတယ်ပြီးရင်ကျွန်တော်တို့တမန်ဗီဒီယိုတွေယူပြီး movie recap လုပ်ချင်တဲ့သူတွေအတွက်လည်းပဲကျွန်တော်ဒီ movie recap နော်ကျွန်တော်တို့ဒီဗီဒီယိုထည့်ပေးလိုက်တဲ့ auto ကျွန်တော်တို့ဒီ edit ပေးမယ် auto နောက်ခံအတန်တွေပြောပေးမယ် website ကိုဖုန်းနဲ့ကိုပိုင်လုံးကြီးကိုလည်းပဲကျွန်တော်ဒါကတော့တမန်ဗီဒီယိုလုပ်ချင်တဲ့သူတွေအတွက်ကောဒီသင်တန်းမှာအကုန်လုံးထည့်ပေးတယ်ပေါ့နော်ကျွန်တော်အဓိကထားပြီးသင်ပေးတာကတော့တမန်ဗီဒီယိုလုပ်ထားကိုကျွန်တော်အဓိကထားပြီးသင်ပေးတာမဟုတ်ဘူးကိုပိုင် movie recap ပုံစံမျိုးဇာတ်လမ်းတွေထုတ်မယ်ကိုပိုင်ဇာတ်လမ်းတွေထုတ်ပြီးကိုပိုင်ဇက်ကောင်တွေထုတ်ပြီးတော့ကိုပိုင်ဇာတ်လမ်းနဲ့ကိုပိုင် movie recap ဗီဒီယိုကိုလုံးကြီးကိုကျွန်တော်သင်ပေးတာဖြစ်ဒါပေမဲ့အကုန်လုံးသုံးလို့ရအောင်သင်တန်းမှာတမန်ဗီဒီယိုယူသုံးမဲ့သူဆိုလည်းပဲကျွန်တော်တို့ဗီဒီယိုအလုပ်တင်ပေးလိုက်တာနဲ့နော်ကျွန်တော်ဒီမှာအတင်းပေးထားတယ်ပေါ့နော်ဗီဒီယိုအလုပ်တင်ပေးလိုက်တာနဲ့ကိုကျွန်တော်တို့ဒီအော်တိုမှာသူကအော်တိုကျွန်တော်တို့လုပ်ပေးတယ်ပေါ့နော်โอเคနော်ကျွန်တော်မှတင်းပေးထားတယ်ကိုကတမန်ဗီဒီယိုယူပြီးတော့ကျွန်တော် movie recap လုပ်မဲ့သူဆိုရင်လည်းကျွန်တော်ဘာမှ website တွေပါလေဝယ်ရမလို့ credit လည်းမကုန်တော့ကျွန်တော်ဒီ workflow ကိုကျွန်တော် free unlimited ထုတ်လို့ရတယ်ကျွန်တော်တို့ကိုပိုင်ဖုန်းနဲ့လုပ်ရတဲ့ website လုံးလေးကိုကျွန်တော်သင်တန်းမှာကုန်သင်ပေးတယ်ပေါ့နော်ဒီလိုမျိုး website နော်ကျွန်တော်တို့ကဒီဗီဒီယိုလေးထည့်ပေးလိုက်တဲ့နဲ့အဲ့ဗီဒီယိုသူကကျွန်တော်တို့ဘယ်ညာပြောင်းပေးမယ်5 second သာဒီကျွန်တော်တို့ဗီဒီယိုလေးဖြတ်ပေးမယ်နော်ဖြတ်ပေးမယ်ပြီးကျွန်တော်တို့အတန်ကိုနောက်ခံစကားပြောအတန်တွေကို auto ထုတ်ပေးမယ်နော်နောက်ခံစကားပြောအတန်တွေထုတ်ဖို့တော့ကိုတီးတိုင်သွားပြီးလှုပ်ရှားလည်းမလို့နော်ကျွန်တော်ဒီအစလေးခံနေပါလေနော်ထုတ်ပြီးတီးတိုင်သွားပြီးလှုပ်ရှားလည်းမလို့နော်ကျွန်တော် auto သူကဆိုကျွန်တော်အပေးစီးဗျာ edit ပေးမှာနော်ကျွန်တော်တို့ဗီဒီယိုကျွန်တော်တို့ကကိုလုံးမဲ့ဗီဒီယို down ပြီးတော့ထည့်ပေးလိုက်အောင်ထည့်ပေးတဲ့ဒီ website မှာ auto သူကကျွန်တော်တို့ edit ပေးမယ်5 second သာဗီဒီယိုတွေ auto ဖြတ်ပေးမယ်နောက်ခံစကားပြောအတန် auto ထုတ်ပေးတဲ့ဒီ website ကိုဖုန်းနဲ့ကိုယ်တိုင်လုံးလေးယူတယ်ပဲကျွန်တော်သင်တန်းမှာအကောင်ကျွန်တော်အသေးသေးသင်ပေးတယ်သင်တန်းကြီးကလည်းမသိလို့အများကြီးလို့သိန်းငွေကြီးပေးတယ်မလို့တောင်းကနန်းနဲ့ပဲเนาะကျွန်တော်တို့ရတယ်เนาะပြီးရင်တောင်းကနန်းနဲ့ဟိုဗျာကျွန်တော်တို့ဒီကိုပိုင် movie recap เนาะကျွန်တော်တို့ copyright လုံးဝမကြီးပဲနဲ့ကိုပိုင်ဖန်တီးထားတဲ့ movie recap ဇာတ်လမ်းတွေလုံးလေးကိုအဓိကထားပြီးသင်ပေးတာဖြစ်တဲ့တကူရေရှည်ရက်တည်မဲ့သူတွေတက်တော့ YouTube မှာရေရှည်ငွေရှာမဲ့သူတွေကိုတော်တော်လေးကိုအဆင်ပြေတယ်ပေါ့เนาะโอเคဒါကို live ပြောခြင်းဖြစ်တယ်ကျွန်တော်ဒီသင်တန်းတက်ချင်တယ်ဆိုရင်တော့ Telegram မှာကျွန်တော်ဒီ
channel ကို join လိုက်ပါနော်ကျွန်တော် Telegram မှာဒီဗီဒီယိုအောက်မှာကျွန်တော်link ချထားပေးတယ်ပေါ့နော် Telegram မှာ live join လို့ရရနော် okay